ဆက်လက်ဖို့မှာဗီဒီယိုလေးရိုက်တာမူးရွာနေပါတယ်အဲ့တော့ဘာကြောင့်ရိုက်ကြလဲဆိုတော့လေခိုင်းကိုအလောက်လောက်တဲ့နေရာမှာကပြီးခက်မှလူကရှိနေဖုန်းတက်နေနဲ့တချင်းတက်နေနဲ့ညံ့နေတော့ဒီဗီဒီယိုရိုက်လို့မရအောင်အဆင်မပြေတော့တက်ဖို့တက်လာတော့လေပထမနေပူညာတော့ကိုလည်းအပေါ်ရောက်ဖုန်းထောက်တိုင်နဲ့ချပြီးတော့မူးရွာရွာပါတယ်ပြန်တိတ်မှပဲရိုက်လို့ရမယ်ဒီနေ့တော့တော်တော်ပင်ပန်းသွားတယ်ဘာလို့လဲဆိုတော့မနေ့တည်းကနေဒီမိုးချိုးပြီးတော့အလှပြင်လာတယ်မိမလာတော့နောက်ဆုံးအောက်ဆင်းပြီးတော့မှကတ်နဲ့တော့ထပ်ပြီးတော့အပေါ်ပြန်ယူလာကတ်ကိုပိတ်မိတဲ့အလှတခါပြီးတော့အလှပြင်ဖို့လို့စရာရှိရဲ့အလုပ်တွေဖျားပန်းနဲ့ဘာညာနဲ့ဒီကမောရတယ်အဲ့ဒါကြည့်တော့သွားတယ်မနိုင်တော့ခဏနာပြီးတော့အခုတခါဗီဒီယိုရိုက်ဖို့တက်လုပ်တယ်ဟိုအလုပ်လုပ်တဲ့ပြီးအခန်းမှာလူကရောက်လာတယ်လူရောက်လာတော့ဖုန်းအပန်နဲ့တစင်းတက်နေနဲ့ကိုဗီဒီယိုရိုက်လို့မရတော့ဆက်လက်ပုံတက်လာတယ်ဆက်လက်ပုံလေးအရောက်မူးလေးအရွာအဲ့တော့ဘာပြန်လုပ်ရလဲဆိုတော့ဗီဒီယို edit တွေ script တွေပြန်ထိုင်ထုတ်နေရပါတယ်အောက်တော့မစင်းနိုင်တော့ပြီးတော့အချမ်းပြင်မှန်းသွားတယ်ပေါ့နော်မနေ့တည်းကနေနောက်လျှောက်7မိနစ်လုံးမိနစ်တစ်ပိုင်းကုန်သွားတယ်ကြီးနေရတယ်အဲ့တော့ဒီဗီဒီယိုဘာလို့ရိုက်ပြရလဲဆိုတော့တချို့ကစင်ကြင်ပြီးတာဗီဒီယိုမရိုက်တတ်ဘူးစကားမပြောတတ်ဘူးဗီဒီယိုရိုက်ဖို့အချိန်မရှိဘူးနန်းတယ်မောတယ်တဲ့အဲ့မူရရင်တော့ဒီပြောချင်တာလေကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာတွေကိုဘဝထဲရောက်လာဖို့ကစင်ကြင်ပေးနေလို့မရဘူးစကားပုံရှိရမှာလားစင်ကြင်ပေးတဲ့ပတ်သက်ထမင်းနဲ့တယ်ဆိုပြီးတော့မှအဲ့လိုပဲအဲ့တော့ကိုဗီဒီယိုရိုက်ဖို့အတွက်ကိုဒီခါမှညံနေတော့ကိုအပေါ်တက်လာတယ်မိုးရွာတော့ခဏပြန်ဆောက်ရတယ်မိုးတိတ်တဲ့ထိပြန်ဆောက်ရမယ်ဆောက်ပြီးဆိုလို့ရှိရင်အိမ်မှာကိုဘာလုပ်ရရှိရလဲကို access လုပ်ရရှိတယ် script ထုတ်ရရှိတယ်အောက်မစင်းတော့ကိုထိုင်ထုတ်မောရဲ့ပြင်နေတော့ပြင်နေတယ်ဒါပေမဲ့ဒီလိုအဲ့ဒါကိုဗီဒီယိုရိုက်ဖို့တော့အတန်ညံနေတယ်လူရှိနေငါရိုက်လို့မရအောင်ဆိုပြီးတော့မှဒီလိုစင်တင်ပေးလို့မရဘူးဒီလိုရိုက်လို့မရအောင်ဆိုရင်ရိုက်လို့ရတဲ့နည်းဘယ်လိုရှိလဲဒီအပေါ်မှာရိုက်လို့ရတယ်အပေါ်မှာဘာမှမရှိအပေါ်တက်လာတယ်မိုးရတယ်ကိစ္စမရှိမိုးတိတ်တဲ့ထိဆိုင်ထိုင်ဆောင်လိုက်တယ်အဒီစိတ်တော့အတွင်းမှာကိုလုပ်လို့ရတဲ့အရာကအတက်လောက်ရမယ်စခရစ်ထုတ်ရမယ်ပြင်ယူရမယ်လုပ်စရာတွေအများကြီးပဲအဲ့တော့ပြောချင်တဲ့ message ကအဆင်ပြေမပေးနဲ့ကိုဗီဒီယိုမရိုက်တတ်ဘူးဆိုလို့ရှိရင်ကိုတင်လို့ရတယ်စကားမပြောတတ်ဘူးဆိုလို့ရှိရင်လည်းလီးကျင်လို့ရတယ်ကိုအတွက်အချိန်မရှိဘူးဆိုလို့ရှိရင်လည်းအချိန်တစ်ခုသတ်မှတ်ပြီးတော့မှကိုအတွက်အချိန်ဆိုပြီးတော့မှတည်တံ့ဖယ်ထားပြရမယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကိုလုံးချင်တဲ့အရာကိုလိုချင်တဲ့အရာတွေကိုဘဝထဲရောက်လာဖို့ကတော့ကိုအတွက်ပေးသမှုတစ်ခုဆိုတာတော့ရှိရပါမယ်။ဒီနားထောင်ပြီးတော့ပါရရရှိလိုက်တာလေ comment မှာမှတ်ခဲ့ပြီးလို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ် coach ပြီးပါ